ဝိပတိနဲ့ကြုံတဲ့အခါမှာဘုရားတောင်းမှမလွတ်ဘူးအဲ့ဒါလေးတစ်ခုတော့စဉ်းစားရမှာပဲနော်စမပြေဘူးဆိုတာအကုသိုလ်ကြောင့်ကြီးတယ်မဟုတ်ဘူးဒါကိုလောက်တယ်လည်းမဟုတ်ဘူးမိဘနာကရဲ့ဘယ်သူကပူပါပဲမိဆိုတာအပူရှိတယ်လေလောကကြီးဟာလူကောင်းလည်းရှိတယ်မကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူကိုအကြောင်းပြုပြီးတော့ကောင်းတဲ့လူကစိတ်ဒုက္ခရောက်မှသိကြတယ်အဲ့ဒါကိုအကုသိုလ်ကြောင့်လို့စိတ်ကြမယ်ဆိုရင်လည်းကြားရပဲဒီနိုင်ငံမှာတွေ့တယ်ဆိုရင်တခြားနိုင်ငံသွားတွေ့အောင်ပါပဲဘယ်နိုင်ငံမှာတော့မဟုတ်ဘူးဘာလို့လဲဆိုလူတွေပဲလေအများအပြည့်ကြည့်လိုက်ရင်တော့တက္ကသိုလ်ကြည့်တယ်လေသူတို့မိသားစုကတော့ပြဿနာမရှိဘူးတာရတယ်လို့အောင်းမိတယ်အတွင်းဝင်ကြည့်တဲ့အခါကျတော့တပူလိုက်နေတာတွေအများကြီးပဲအပြင်မှာအပြင်တော့ရှင်းလက်ဆရာဖြစ်တော့လေနော်အတွင်းကြရင်တော့ရှုပ်ထွေးနေကြတာအဲ့တော့ဒါတွေကလောကရဲ့လောကတန်ကိုဆင်းတို့ပဲတွေ့တဲ့နဲ့ပေါ့ဟိုဒီတွေ့လိုက်လို့ရှိရင်ကိုသိငယ်စိတ်တွေပဲဖြစ်သွားလိုက်တယ်သိငယ်စိတ်တွေပဲဖြစ်သွားလိုက်နိုင်ငံနဲ့လည်းမဆိုင်ဘူးဘဝနဲ့လည်းမဆိုင်ဘူးရတာတဲ့ဘဝခုနပြောတယ်နော်ကိုရတာတဲ့ဘဝအကောင်ဘဝအကောင်နဲ့မှလူဖြစ်နေတယ်ဥပရိသမတိပြည့်စုံတယ်ဂတိသမတိပြည့်စုံတယ်လူဖြစ်တယ်အဲ့တော့ခေတ်ကလာဆိုတာကောင်းတဲ့အချိန်ရှိတယ်မကောင်းတဲ့အချိန်ရှိညဉ့်ညံ့တဲ့အခါရှိတယ်မညဉ့်ညံ့တဲ့အခါရှိတယ်ဒါကိုလုပ်လို့ရလားမရဘူးဓမ္မပဒဖတ်ဖို့တဲ့လူတွေသိနိုင်မယ်မြတ်စွာဘုရားသာဝတိပြည်မှာဝါဆိုတာနှစ်ပေါင်း20နဲ့ကနေဝါဆိုတယ်အဲ့ဒီသာဝတိမြို့ကဘလောက်ဆိုးတယ်လဲဆိုတာကောင်းတာတော့ပဲလူတွေကသိနေကြသာဝတိမြို့မှာဘလောက်ဆိုးတယ်လဲဆိုရင်ဘာလာနက္ခတ္တလို့ခေါ်တယ်လူမိုက်တွေရဲ့နက္ခပွဲတဲ့တစ်ခုသာဝတိမြို့မှာဆင်ကြပါတော့ချီအိမ်မောက်စီလိုက်ပြီးတော့ဆဲကြဆိုကြမကြောက်မနာတာတွေပြောကြဘုရားနဲ့တန်ဃာတွေကအဲ့ဒီပွဲက9ရက်ကြာတယ်ဒါကြောင့်ဘုရားနဲ့တန်ဃာတွေကြည်ညိုတဲ့ဘုရားဘာသာဝင်တွေကရှင်ပြတို့ဆုကမကြွကြတဲ့ကြောက်ပါပဲနေသူတို့ဆုံးဖို့ပေးရမယ်ဆို9ရက်ဘုရားရှိတော့နော်ခုကဒီမှာတော့ကြည်မလို့ပွဲခေါ်သလားတော့ဒီဘုရားကြီးကနိုးနေတာပါဗျာအဲ့ဒါဘာလာနဲ့ကပွဲဆိုတာအဲ့ဒီမှာဘုရားလက်ထက်မှာကိုရှိခဲ့တယ်ဒါတွေကသူတော်ကောင်းနဲ့မဆိုင်ဘူးကိုဘဝကျင်ကမကောင်းတဲ့လူတွေရှိရင်ဒီလိုပဲခံရမှာအကုသိုလ်နဲ့လည်းမဆိုင်ဘူးသူတို့လုပ်ရတဲ့ဆိုင်သူများလှုပ်တာလည်းပဲကိုမခံရဘူးဒီလိုမဟုတ်ဘူးခံရတယ်ကိုပိုးတဲ့မိမဟုတ်ပေမဲ့လို့သူနာတော့အဲ့တော့ကိုလည်းအပူပါပဲဒါတော့ပါပဲဟုတ်တယ်မဟုတ်လားကိုအိမ်ကလောက်တာမဟုတ်ပေမဲ့လို့သူအိမ်ကလောက်ရင်လည်းကိုပစ္စည်းပါမှာပဲဒါမိကမိပဲလေဆရာတို့ကလည်းဆရာတို့ကကိုလုံးမကိုဆိုတာကအဓိကဟာကိုပြောတယ်နော်ကိုင်ကိုင်ကျိုးဆိုတာကိုလုံးတာပဲကိုရတယ်လို့ပြောတာအဓိကကိုမလုံးဖဲနဲ့ခံရတာတွေရှိတယ်ကိုလုံးတာတော့မဟုတ်ဘူးသူများလုံးတာတွေကိုလောကမှာတပြေးတဲ့နေ့တရေတဲ့တောက်ဆိုရင်ညခံရတယ်အဲ့ဒါတွေအဲ့ဒီမှာသွားပြီးတော့ညှိယူမနေလေတော့နော်ညှိညူလို့ကတော့ဘဝရှိနေတဲ့ဗျာဒီဒုက္ခတွေ့ပါမယ်အဲ့လိုပဲနှလုံးသွင်းရမယ်နော်